အိုင်ယာလန်ကိုရှုံးနေပြီးတဲ့နောက်ဓာတ်ရိုက်ခြေစစ်ပွဲအောင်မှုအတွက်ရုန်းကန်ရတော့မယ်ပေါ်တူဂီတင်းကယမနေ့ကရှင်မြန်ကစားခဲ့တဲ့ကမ္ဘာဖလားခြေစစ်ပွဲမှာအိုင်ယာလန်ကိုရှုံးနေပြီးတဲ့နောက်မှာဓာတ်ရိုက်ခြေစစ်ပွဲအောင်မြင်မှုအတွက်ရုန်းကန်ရတော့မယ်အခြေအနေနဲ့ရင်ဆိုင်နေရပါတယ်ပေါ်တူဂီတင်းကအဝေးကွင်းမှာအိုင်ယာလန်ကို2 ဂိုးမရှိနဲ့မထင်မှတ်ဘဲနဲ့ရှုံးနေခဲ့ပြီးတော့အိုင်ယာလန်အတွက်သွင်းဂိုးတွေကိုတော့ပထမပိုင်း18မိနစ်နဲ့45မိနစ်ဒီမှာတိုက်စစ်မှုပါဂရော့ကတဦးတည်းသွင်းယူပေးခဲ့တာပါပေါ်တူဂီတင်းကတော့အိုင်ယာလန်နဲ့ပွဲမှာအနိုင်ရခဲ့မယ်ဆိုလို့ရှိရင်တော့2026ကမ္ဘာဖလားခြေစစ်ပွဲကိုတရက်အောင်မြင်မှာဖြစ်ပေမဲ့လေရှုံးပွဲတွေးခဲ့တာကြောင့်မလို့အမေနီးယားနဲ့နောက်ဆုံးပွဲမှာအဆုံးဖြတ်ခံရတော့မှာပါလက်ရှိကမ္ဘာဖလားခြေစစ်ပွဲအုပ်စုအတွင်းမှာပေါ်တူဂီက10မှတ်နဲ့ဦးဆောင်နေပြီးတော့ဒုတိယနေရာကဟန်ဂေရီက10မှတ်တတိယနေရာကတော့အိုင်ယာလန်က9မှတ်စီနဲ့ရပ်တည်နေတာကြောင့်မလို့ခြေစစ်ပွဲအောင်မြင်မှုအတွက်အသင်း3သင်းအပြိုင်ဆိုင်ကြိုးစားတော့မှာဖြစ်ပါတယ်ဒါပြင်ပေါ်တူဂီရဲ့တိုက်စစ်မှုစီရိုနေတို့အနေနဲ့လေအိုင်ယာလန်ကို2 ဂိုးပြတ်ရှုံးနေခဲ့တဲ့အဲ့ဒီပွဲစဉ်မှာအနေကနဲ့ထုတ်ပယ်ခံလိုက်ရတယ်လို့သိရပါတယ်လက်ရှိမှာတော့ရိုနယ်ဒိုတယောက်ဘယ်နှပွဲပယ်ခံရမလဲဆိုတဲ့အဆုံးဖြတ်ကို FIFA ရဲ့စီကံထိန်းသိမ်းကော်မတီကနေချမှတ်ရအောင်မှာဖြစ်ပါတယ်။ FIFA ရဲ့စီကံအရအကြမ်းဖက်မှုတွေအတွက်အနည်းဆုံး2ပွဲမှ3ပွဲအထိပွဲပယ်ပြစ်ဒဏ်ချမှတ်နိုင်ပြီးတော့ဒီပြစ်ဒဏ်ကိုပေါ်တူဂီခြေစစ်ပွဲအောင်မြင်တဲ့အတွက်2026ကမ္ဘာဖလားပွဲစဉ်တွေမှာကြားခံရမှာဖြစ်ပါတယ်။